ဒီလူဟာငါစကင်မရိုက်ခင်မှာသူ့ရဲ့တတိအစင်တသားတွေကိုချုပ်ဖို့မေ့လျော့ခဲ့ပါတယ်ဒီအရာကသူ့ကိုတေးလောက်အောင်အနေရဖြစ်စေမယ်လို့သူလုံးဝမမျှော်လင့်ထားခဲ့ပါဘူးဒါပေမဲ့တန်လိုက်စကွင်းကပိုပြီးအားကောင်းလာတာနဲ့အမျှသူ့ရဲ့အိမ်မဆူကပြီးဆုံးမှုအဝေးကြီးလိုပါသေးတယ်နောက်တစ်စက္ကန့်မှာပဲလွင့်စင်လာတဲ့ဝီချက်တစ်ခုကသူ့ကိုစက်ထဲရောက်အောင်ပြင်းထန်စွာစောင့်တိုက်လိုက်ပါတယ်သူ့တကူလုံးဟာဆက်ရဲ့ရှင်းမျက်နှာပြင်မှာကပ်နေပြီးသူ့ဆွမ်းရှိသမျှရုန်းကန်ပေမဲ့လည်းကြောက်မက်ဖွယ်တန်လိုက်အားကနေသူမလွတ်မြောက်နိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့သူဟာစက်ထဲကိုဓာတ်ရိုက်ဆွဲသွင်းခြင်းခံလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲဘေးနားကစမ်းတက်ခန်းထဲကဆရာဝန်မလေးဟာထူးဆန်းတဲ့စူမြန်တန်ကိုတတိထားမိသွားပါတယ်။ဘာဖြစ်တာလဲဆိုတာတွားကြည့်ဖို့သူမထားလိုက်တဲ့အချိန်မှာပဲသူမရဲ့အခန်းထဲကတတုပစ္စည်းတွေအားလုံးဟာမအခန်းတကားစီကိုဆွဲငင်ခံလိုက်ရတာကိုတွေ့လိုက်ရပါတယ်။ပိုပြီးကြောက်စရာကောင်းတာကအဲ့ဒီအခန်းထဲမှာအသက်ရှင်ကျန်နေသေးတဲ့လူနာတစ်ယောက်ရှိနေတာပါပဲ။အဲ့ဒီအချိန်မှာသူကတကားရှိမှတက်ရက်နေမိပါတယ်။သူဘာမှမတုံ့ပြန်နိုင်ခင်မှာပဲဆရာဝန်မလေးကတကားကိုတွန်းဖွင့်ပြီးအထဲကိုအပြေးဝင်လာပါတယ်။ဒီလူကတော့သူအန်ရီယယ်ကနေလွတ်မြောက်သွားပြီလို့ထင်ခဲ့တာပါဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲ